ကိုတိုးမရှိတော့သူ့ကြောင်တင်းတုပ်လာအောင်။ဘာမှလေသူ့ကိုလုံးဝမကြိုက်တဲ့အချိန်လေးရှိရဲ့။အဲ့ဒါဘာလဲဆိုတော့ကားကိုဆိုင်မှာဆေးလို့ရရတာနဲ့ဘယ်တော့မှမဆေးဘူး။ဘလောက်ပဲအလုံးရှုပ်ရှုပ်ချွေးတန်တရွှေရွှေနဲ့အိမ်မှာပဲဆေးရ။ကစီးနေတာ။ဆိုင်မှာတော့ဆေးလို့ရတာဟာဘာလို့အိမ်မှာဆေးနေရလဲ။ ဘာဖြစ်လဲကွာစောင့်ဆေးလို့ အော်နောက်တစ်ခုရှိသေးရဲ့သူအကတင်ပြီးရင်လူကိုလာဖက်တာလေချွေးရည်နဲ့နန်းစောနေရပဲ ပြီးပြီ မလာနဲ့ချွေးရည်နဲ့မလာနဲ့မပြီးသေးဘူးကြံသေးအိမ်မှာဆိုရင်လည်းလေတအိမ်လုံးကအလုပ်တွေကိုသူ့အလုပ်ထဲနေလားမသိဘူးအကုန်ကိုလိုက်လုံနေညစ်ပတ်ပြီးတူးနေရပဲဟာကိုတော်တက်ပြမဘာတက်လုံနေရလဲ အဲ့ဒါကျုပ်ကြောက်မယ်အဲ့ဒါဆွဲချင်းချမယ်အေး ဒါလည်းသူ့အလုပ်ပဲခောက်မှုပေါ်ဆိုလဲရောက်သွားပြန်ပြီကြည့် ဟေး သူကဘာတက်လုံနေ ဒီလိုတက်လဲမလို့ဟုတ် မပြီးနိုင်ဘူးသူစီမှာငါမကြိုက်တဲ့အချက်တွေအများကြီးရှိပေမဲ့လည်းငါအရန်ကြိုက်တဲ့အချက်လေးတစ်ချက်တော့ရှိတယ်အဲ့တစ်ချက်ကပဲငါမကြိုက်တဲ့အချိန်တွေကိုဖုံးသွားနိုင်တာပေါ့နော်သူကားမောင်းနေတဲ့အချိန်ဆိုရင်သူ့ပခုံးလေးပေါ်မှာမိထားခြင်းနဲ့အပြစ်နေပါတူတူသွားပြီဆိုရင်လည်းသူ့နာမှာပဲကတ်နေချင်တာသူအပြင်သွားဖို့ပြင်ဆင်ပြီးရဲ့အချိန်တိုင်းမှာကြည့်လိုက်ရင်ပြီးပြီးဆုံးတဲ့သူတယောက်လိုမြင်မိတယ်အဲ့ဒါဆိုရင်ငါ့ရဲ့အကြိုက်ဆုံးချက်လေးကိုသိချင်နေကြပြီမလားငါ့ရဲ့အကြိုက်ဆုံးချက်ကတော့သူအမြဲတမ်းသုံးနေတဲ့ Lexi မွေးလေးကြောင့်ပဲဖြစ်ပါတယ် ဟေးဘာပြောနေတာ ပြန်ရောက်လာပြီဘာမှမဟုတ်ပါဘူးဒီမှာယူမြဲသုံးတဲ့ Lexi မွေးကြောင့်ပြောပြနေ ဟုတ်တယ်အဲ့လက်စီရေမွေးရလေ branded ရေမွေးနဲ့ 97% ဂျနန်ထက်တူကြအောင်ကိုရီးယားနိုင်ငံမှာထုတ်ထားပြီးတော့အစစ်မြင့် youth perfume ဖြစ်ပါတယ်ဂျနန်ရွေးချယ်ဝယ်ယူနိုင်မှုအတွက်28မျိုးထုတ်ပေးထားတာနော် size တွေကလည်း 5ml 10ml 30ml ဆိုပြီးတော့ရှိရနော်ဈေးနှုန်းကလည်းအရန်တစ်တဲ့အတွက်ဝယ်ရတာအရန်စင်ပြေရလေ ရဲရင်ဆွဲမဲ့ဖယ်ကောင်းပြီးတော့ Luxury Sense ကိုမှကြိုက်တဲ့သူတိုင်းအတွက်တော့ Golden Winner ကိုရွေးချယ်ဖို့ကြံကြည့်ပါတယ်။ဆွဲမဲ့ဖယ်ကောင်းပြီးတော့လမ်းဆန်းတွက်ချက်မှုအပြည့်ပေးနိုင်တဲ့ vibe ကိုရပါတယ်။ Lexi ရဲ့ timeless လေးကတော့လက်ဆက်ချုံမင်းနဲ့တစ်သီးလေးတွေပါဝင်ပြီးတစ်ကတိုးစပယ်ပန်းနဲ့တစ်သားရနံလေးတို့ပါအတူပေါင်းဆက်ထားတာကြောင့် luxury ဆန်တဲ့မွေးရနံလေးကိုရရှိစေပါတယ်။ ရင်းနှီးရတဲ့တိုင်မှာစိတ်ကြည်တင်လန်းဆန်းသွားစေတဲ့ဂျင်းဘာကူမုံနဲ့ဂျနီပါပယ်ရီဂျီရနီရဲ့ပန်းလေးတွေကိုတကတိုးတုံကပင်းတို့ကိုလည်း base note နဲ့ပေါင်းဆက်ထားတဲ့ signature လေးကိုလည်းကျွန်တော်ကြိုက်ပါတယ် အောက်တိုဘာတစ်လလုံးအတွက်30ml plain ဝယ်မယ်ဆိုလို့ရှိရင်တော့30% off ရမှာဖြစ်ပါတယ် Lexi ကြောင့်မှာမဟုတ်ရနော် တော်သေးရောဗျာကျွန်တော်ကမှ Lexi ရှိနေ ဝါ